အားလုံးမင်္ဂလာပါ TN Football High နဲ့ကြိုဆိုလိုက်ပါတယ်ဒီနေ့ညနေကျွန်တော်ဘောလုံးဝင်သွားမှာဖြစ်ပါတယ်friendly match တစ်ခုရှိရပါတော့ဒါပေမဲ့ကျွန်တော်တန်ရရနေတော့အရင်တော့ကံမှာမဟုတ်ဘူးဒီကျွန်တော်ရဲ့ဒီ ankle sprain အခြေအနေဘယ်လိုရှိလဲ test လုပ်ကြည့်နေအခြေအနေဘယ်လိုရှိလဲတော့ကြည့်ပါပါတယ် Okay let's go Say hello to my fanကျွန်တော်ခေါ်မလေးပါကြောင်ရပါတော့ဘောလုံးရောက်ပါပြီfirst diversion ရှိလို့နည်းနည်းနောက်ကျသွားတယ်ဘောလုံးဝယ်တော့စမ်းနေပြီဒီဗီဒီယိုလေးကတော့လောက်ပဲပေါ့နော်။အဲ့နေကတော့ကျွန်တော်တို့ရှုံးသွားတယ်။Asian နေနဲ့ကန်တာပဲဒါပေမဲ့သူတို့ကထိုးဘတ်တင်အောင်ကျွန်တော်တို့ဘတ်တင်အောင်ဒါ Nepalese ပေါ့နော်။ဒီforeign player native player နေကျင်တော့ပါတယ်ဒါပေမဲ့ရှုံးသွားတာပေါ့နော်။3-1 နဲ့ရှုံးသွားတဲ့အဲ့နေရာဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်။တကယ်လို့ဒီဗီဒီယိုလေးလိုက်ချိုင်းနေတဲ့တယ်ဆိုရင်ကျွန်တော်ရဲ့channel လေးကို follow လုပ်ထားပေးကြပါခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်